အာရက်နိုင်ငံရဲ့အလံတွေကအနီအနက်အဖြူအစိမ်းဆိုတဲ့အယောင်လေးမျိုးကိုဘာကြောင့်အဓိကထားသုံးကြတာလဲမင်္ဂလာပါယူသက်အနယ်ဒိမန်ပရိသတ်ကြီးသတိထားမိကြပါသလားအာရက်နိုင်ငံရဲ့အလံတွေဟာပုံစံတူနီးပါးဖြစ်ပါတယ်အလံတိုင်းမှာအနီရောင်အနက်ရောင်အဖြူရောင်အစိမ်းရောင်ဆိုတဲ့အယောင်လေးမျိုးကပဲအဓိကပါဝင်ပါတယ်အဲဒီလိုပုံစံတူနေရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ Pan Arabism လို့ခေါ်တဲ့အာရက်လူမျိုးစုစီးလုံးညီညွတ်ရေးဝါဒရဲ့တမိုင်းကြောင်းနဲ့ဆက်ဆက်ပါတယ်ဒီအယောင်လေးမျိုးကို Pan Arab Color လို့လည်းခေါ်ပါတယ်ဆိုလိုချင်တာကစီးလုံးညီညွတ်ရေးအယောင်တွေပါလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်လောက်ကအော်တိုမန်အင်ပါယာရဲ့လွှမ်းမိုးမှုအောက်ကနေလွတ်မြောက်ဖို့အတွက်စူးစမ်းခဲ့ကြတဲ့ Arab Revolt Arab ပုံစံမှုကြီးကနေပြီးတော့ဒီအယောင်တွေကစတင်လာတာပါအယောင်တစ်ခုချင်းစီမှာတမိုင်းဝင်အဓိပ္ပာယ်တွေရှိကြပါသည်အနီရောင်ဟာအင်ပါယာကိုတော်လှန်ရာမှာကြာဆုံးသွားခဲ့တဲ့အာဇာနည်တွေကိုကိုးစားပြုပြီးအနက်ရောင်ကတော့ရှေးဟောင်းအစ္စလာမစ်အင်ပါယာကြီးတွေရဲ့ဂုဏ်ကျက်တွေကိုရည်ညွှန်းပါသည်အဖြူရောင်ကအာရက်တွေရဲ့စစ်မှန်တဲ့စိတ်ရင်းနဲ့ငြိမ်းချမ်းရေးကိုပြသပြီးအစိမ်းရောင်ကတော့ဘာသာသာသနာနဲ့မြေယာဖွံ့ဖြိုးမှုကိုဖော်ညွှန်းပါသည်အီရတ်ဂျော်ဒန်ဆီးရီးယားအီဂျစ် UAE စတဲ့အာရက်နိုင်ငံအများစုဟာလွတ်လပ်ရေးရပြီးတဲ့နောက်နိုင်ငံရေးပြောင်းလဲတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာစီးလုံးညီညွတ်မှုကိုဖော်ပြဖို့အတွက်အလံမာဒီလိုအယောင်တူတွေကိုအသုံးပြုကြတာဖြစ်ပါသည်